ဒီနေ့တော့ဒီလိုနူးညံ့အိဆက်ပြီးအေးသွားရတော့မမသွားပဲရဲချာချာအထမ်းခံတဲ့ရှေးလူကြီးတွေရဲ့ထမနဲ့ဒိုနီလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာရှေးနီးဆိုပေမဲ့လိုရထားတဲ့အရန်လွယ်ကူသလိုပင်ပန်းလည်းအရန်ခံစားမလို့ပဲနဲ့အရသာလည်းအရန်ရှိတာမို့ဒိုနီလေးကိုကျွန်တော်နဲ့တူလက်ကြည့်ကြရအောင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီလာမဲ့ပြဖိုင်လာတရနေ့ကလေးတပိုးတွဲလာပြီးနေဆိုတော့ထမင်းနယ်လေးကိုကျွန်တော်ဒီနေ့ကြိုးပြီးတော့ထိုးပါမယ်ခင်ဗျာကျွန်တော်တို့အဓိကလိုအပ်တာကတော့ဒီလိုနေတဝက်ရည်စီထားတဲ့ကောင်းကြီးလေးတွေပါခင်ဗျာပြီးတော့နာမည်ဟိုတီဂျင်းမြေပဲပြီးရင်စားနဲ့စီဒီလောက်ပါပဲခင်ဗျာပထမဆုံးနာမည်လေးတွေကိုလှော်ပေးပါမယ်နာမည်လေးတွေကငွေတက်လာပြီဆိုရင်ရပါပြီခင်ဗျာပြီးရင်မြေပဲလေးတွေကိုလည်းလှော်ထားပေးပါမယ်ခင်ဗျာမြေပဲလေးကစီလေးပြန်ပြီးတော့အရုပ်လေးညူလာပြီဆိုရင်ရပါပြီခင်ဗျာမြေကျော်တို့ဒီထမင်းလေးထိုးဖို့အတွက်ဒီစီကိုကကောင်းကြီးရဲ့လေးဖို့တစ်ဖို့ထည့်ရပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ကဒီကောင်းကြီးကိုဒီဖက်ခွက်လေးနဲ့နှစ်ခွက်ထည့်ထားပါတယ်ခင်ဗျာဒါကြောင့်စီကိုကဒီဖက်ခွက်နဲ့တစ်ဝက်ထည့်ပါမယ်ခင်ဗျာကျွန်တော်တို့စီပူလာပြီဆိုရင်ပါပါလေးထားတဲ့အိုတီလေးတွေကိုကြော်ပေးပါမယ်အိုတီလေးတွေကရွှေအိုရော်လေးတန်းလာပြီဆိုရင်ဆက်ထားလို့ရပါပြီခင်ဗျာပြီးရင်ဂျင်းလေးတွေကိုလည်းကြော်ပေးပါမယ်ခင်ဗျာဂျင်းလေးကလည်းရွှေအိုရော်လေးတန်းလာပြီဆိုရင်ဆက်ထားလိုက်ပါမယ်ခင်ဗျာပြီးရင်စီပူတဲ့ကိုရေစီထားတဲ့ကောင်းကြီးလေးတွေထည့်ကြော်ပေးပါမယ်ခင်ဗျာကျွန်တော်ကောင်းကြီးကိုလေဒီလိုစီလေးနဲ့အရင်ကြော်ပြီးမှကျွန်တော်ကောင်းကြီးထဲကိုစီနဲ့အမွှေးနဲ့လေးဝယ်ပြီးတော့ဒီကောင်းကြီးသားလေးကိုလည်းစီစီပတ်ပိတ်လေးဖြစ်စေပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ဒီလိုစီနဲ့ကြော်တဲ့ခါမှာလေဒီရေစီထားတဲ့ကောင်းကြီးဖြစ်ဖို့လိုပါတယ်ခင်ဗျာရေမစီထားတဲ့ကောင်းကြီးကိုလေတန်းပြီးတော့သွားကြော်ရင်ကျွန်တော်မမဆက်ဆက်ကြီးဖြစ်သွားတတ်ပါတယ်ခင်ဗျာအကယ်လို့ကိုကကျွန်တော်နေတဝက်လောက်ပေါ့နော်ရေစီပေးဖို့မအောင်ဆိုရင်လည်းကျွန်တော်ဒီရေပူပူလေးနဲ့တနားရေလက်စီထားလို့ရပါတယ်ခင်ဗျာ15မိနစ်လောက်ကြော်ပြီးလို့ကောင်းကြီးလေးကအယောင်ပြတ်ပြီးတော့ကြည်တက်လာပြီဆိုရင်ရေပူပူလေးကိုကောင်းကြီးရဲ့တဆခွဲထည့်ပေးပါမယ်ခင်ဗျာကောင်းကြီးကဒီဖက်ခွဲနဲ့နှစ်ခွဲထည့်ထားမှုစီကိုကဒီဖက်ခွဲနဲ့သုံးခွဲထည့်ပေးပါမယ်ခင်ဗျာပြီးတော့အကိုလိုတမသွားအောင်ကြော်ပေးလိုက်ပါမယ်အရသာအတွက်ဒီစားလေးတစ်စောကိုလည်းထည့်ပေးပါမယ်ခင်ဗျာပြီးတော့အဖိုးလေးအုပ်ပြီး15မိနစ်လောက်ပေါက်ထားလိုက်ပါမယ်ခင်ဗျာကောင်းကြီးကိုပေါက်တဲ့အခါမှာမီလေးကိုလျှော်ထားပေးပါမယ်ခင်ဗျာကျွန်တော်ဒီရေကိုထည့်တဲ့အခါမှာရေအင်းမုတ်ပဲနဲ့ရေပူကိုပါချထည့်ရဲဆိုတော့ကျွန်တော်ဒီရေပူကလေဒီကောင်းကြီးအပူကြီးကိုထည့်ပေးပြီးတော့ကောင်းကြီးအသားလေးကိုလည်းပို့ပြီးတော့အိဆက်စီပါတယ်ခင်ဗျပို့ပဲနဲ့ကျွန်တော်ရေအေးကိုသွားထည့်လိုက်ရင်လေဒီကောင်းကြီးရဲ့အပူကြီးကပေါ့နော်မညီပဲဖြစ်သွားပြီးတော့ကျွန်တော်စားတဲ့အခါမှာလေနူးတလူလူနဲ့ပေါ့နော်အိဆက်မှုမရှိဘဲနဲ့ဖြစ်တတ်ပါတယ်ခင်ဗျာကောင်းကြီးပေါက်တဲ့အခါမှာဒီတိုင်ပုံမထားပဲကျွန်တော်9မိနစ်ကြာတဲ့အခါအထက်အုပ်လေးကိုလှန်ပေးရပါမယ်ခင်ဗျာ15မိနစ်ကြာလို့ကောင်းကြီးလေးကလောကနူးဤသွားပြီဆိုရင်အနယ်လေးပုံငွေအောင်ကြော်ထားတဲ့ချင်းလေးကိုမြုပ်ပြီးနောက်ထပ်9မိနစ်လောက်နှက်ထားပေးရပါမယ်ခင်ဗျာကျွန်တော်တို့ဒီထမင်းလေးထိုးတော့မှမို့မီးကိုကလောကရှော့ပြလိုက်ပါမယ်ခင်ဗျာမီးကအပူချင်းငွေလေးရှိနေရင်ရပါပြီခင်ဗျာအကိုလုံးနှက်သွားပြီဆိုရင်ကျွန်တော်တို့နှမ်းမဲလေးကိုခမင်းမြလေးထည့်ပေးလိုက်ပါမယ်ပြီးရင်လှော်ထားတဲ့မြေပဲလေးကိုလည်းခမင်းမြလေးထည့်ပြီးတော့ထမင်းနယ်လေးကိုစားပြီးတော့ထိုးပါမယ်ခင်ဗျာထမင်းနယ်ထိုးတဲ့ခါမှာအရသာလေးပုံနှံအောင်အားစိုက်ပြီးတော့ထိုးပေးရပါမယ်ခင်ဗျာကျွန်တော်တို့ရေစီထားတဲ့ကောင်းကြီးကိုမှစီနဲ့အရင်ကြော်ထားတာမို့ကောင်းကြီးသားတဲ့ကိုစီဝင်ပြီးဒီလိုထိုးတဲ့အခါမှာနိုးဤပုံမြန်ပါတယ်ခင်ဗျာပြီးရင်စီကဝင်နေတာမို့အေးတဲ့အခါမှာလောကမာသွားတာတို့မှုတ်တက်တာတို့လောကမဖြစ်ပါဘူးခင်ဗျာကျွန်တော်တို့နှက်ခါနေပြီဆိုရင်နှမ်းမလေးနဲ့ကြော်ထားတဲ့အုပ်သေးလေးကိုထည့်ပြီးတော့ခဏနာလေးထထုတ်ပေးရပါမယ်ခင်ဗျာจำเนทั่วเลยโซนจะคุยตัวบ่พี่ခင်ဗျာအရင်ပြုတ်ပြီကောင်းကြီးလေးကိုမိနစ်20လောက်ထုတ်ပြီးလို့ဒီလိုထွေးလေးဖြစ်လာပြီဆိုရင်ကြော်တို့ကြော်ထားတဲ့အိုသေးလေးတွေကိုဖြုတ်ပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့အေးသွားရတော့လောကမသွားပဲရဲ့အချာချာထမ်းခံပြီးလောကနူးညံ့အိဆဲနေတဲ့ထမနယ်လေးကိုရရှိပါပြီခင်ဗျာ
ကဲထမင်းလေးစားကြပါဦးခင်ဗျာကျွန်တော်ဒီထမင်းလေးကလေလောဘကိုနူးညံ့ပြီးတော့အစ်စက်နေရပါပဲခင်ဗျာကဲလို့ကိုကအချိုကြိုက်တဲ့ဆိုရင်ဒီတခြားလေးကိုဖြူပြီးတော့စားလို့ရပါတယ်ခင်ဗျာကဲဒါဆိုရတော့ကျွန်တော်လာမယ်လာပြီးနေမှာထမင်းလေးကိုဒီတင်းလေးကိုတုပ်ပြီးတော့အိမ်မှာအရသာရှိရှိလေးထိုးစားလို့ရပါတယ်ခင်ဗျာအားလုံးကြည့်တပါတယ်ခင်ဗျာဘာခင်ဗျာ